အသက်15နှစ်နဲ့စီနီယာအသင်း United အသင်းမှာပွဲထွက်ကစားခွင့်ရခဲ့တဲ့ JJ Gowrie ရဲ့အားလုံးပဲမင်္ဂလာပါပြီးခဲ့တဲ့ August လ1ရက်နေ့ Manchester United နဲ့ Atletico Madrid တို့ကစားခဲ့တဲ့ရာသီကျိုးခြေစမ်းပွဲစဉ်မှာအသက်15နှစ်အရွယ်ပဲရှိသေးတဲ့ JJ Gowrie ကတော့စီနီယာအသင်း United အသင်းမှာပွဲထွက်ကစားခွင့်ရခဲ့တယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုလေးမှာတော့ဒီကစားသမားလေးအကြောင်းနဲ့ပတ်သက်ပြီးတော့အနည်းငယ်ဆွေးနွေးကြည့်ကြအောင်ပေါ့နော်ဆိုတော့ဒီကစားသမားလေးကတော့လန်နန်ဇာတီဘွားဖြစ်ပြီးတော့ဘယ်တောင်မှကျွန်တော်နံပါတ်10ရိုးနဲ့ front line နေရာဒီမှာကစားနိုင်တဲ့ဘက်စုံကစားသမားတွေတဦးဖြစ်တယ်ဗောနော်ဒါကြောင့်မလို့သူ့ရဲ့ကျွန်တော်တို့ဘောလုံးထိန်းချုပ်နိုင်စွမ်းနဲ့မြန်နှုန်းတွေကြောင့်အင်္ဂလန်ရဲ့ထိပ်တန်းလူငယ်ကစားသမားတဦးအဖြစ်အခုလက်ရှိမှာသတ်မှတ်ခံထားရတဲ့ကစားသမားလေးတဦးပဲဖြစ်ပါတယ်ဆိုတော့ JJ Gowrie ကတော့အသက်14နှစ်အရွယ်မှာပဲ Manchester United ရဲ့ U18 အသင်းအတွက်ပွဲထွက်ကစားခွင့်ရပြီးတော့ကျွန်တော်အသင်းရဲ့ U18 သမိုင်းမှာအသက်ငယ်ဆုံးကစားသမားတဦးအဖြစ်မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်ဆိုတော့သူ့ရဲ့ပထမဆုံး U18 ပွဲမှာပဲဂိုး2ဂိုးသွင်းယူကသူ့ရဲ့ထွန်းကြိုမှုကိုတက်တည်ပြနိုင်ခဲ့တဲ့ကစားသမားလေးတဦးပဲဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီကစားသမားလေးကိုဘာစီလိုနာအသင်းတွေကပါအခုလက်ရှိမှာဆိုလို့ရှိရင်သူ့ကိုစောင့်ကြည့်နေတယ်ဆိုပြီးတော့လည်းဖော်ပြထားပါတယ်ဆိုတော့သူ့ရဲ့အကောင်းဆုံးအောင်မြင်မှုတွေကတော့ U18 Premier League ရာသီအတွင်းမှာလီဗာပူးအသင်းကို hat-trick သွင်းယူနိုင်ခဲ့တာပါပဲပြီးခဲ့တဲ့ရာသီမှာ U18 အသင်းအတွက်29ဂိုးသွင်းယူခဲ့ပြီးတော့ Premier League ရဲ့U18 အကောင်းဆုံးကစားသမားစုကိုလည်းရရှိထားတဲ့ကစားသမားတဦးပဲဖြစ်ပါတယ်ဆိုတော့ United အသင်းရဲ့ကျွန်တော်တို့အစဉ်အလာတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒီလို Academy ထွက်လူငယ်ကစားသမားလေးတွေကိုနည်းနည်းလေးဦးစားပေးတဲ့ကျွန်တော်အသင်းတစ်သင်းဖြစ်တယ်ဗောနော်အရင်ကဆိုလို့ရှိရင်လည်းဒီလိုငယ်ရွယ်တဲ့ကျွန်တော်ကစားသမားလေးတွေကို Senior အသင်းမှာပွဲထွက်ကစားခွင့်ပေးခဲ့တာတွေလည်းရှိတယ်ပေါ့နော်ဒါကြောင့်မလို့ JJ Gowrie ကတော့ကျွန်တော် Manchester United အသင်းအတွက်အနည်းငယ်စောင့်ကြည့်ဖို့ရှိနေတဲ့ကစားသမားလေးတဦးပဲဖြစ်ပါတယ်ညီကိုတို့ရဲ့အမြင်ကတော့ဒီကစားသမားလေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲဒီဗီဒီယိုရဲ့ comment လေးမှာဝင်ရောက်ဆွေးနွေးပေးကြလို့ရပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးကြတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ကြောင်းပြောချင်နေပဲဗီဒီယိုလေးကိုဒီမှာရန်နာကြပါတယ်